بسم الله الرحمن الرحيم نحمده ونصلي ونسلم على رسوله الكريم اللهم صل على محمد وعلى آل محمد كما صليت على إبراهيم وعلى آل إبراهيم إنك حميد مجيد اللهم بارك على محمد وعلى آل محمد كما باركت على إبراهيم وعلى آل إبراهيم إنك حميد مجيد لذا أبادو إسلام تادنا ويلوجي में पाउनु खम्याကျွန်တော်ပြီးခဲ့တဲ့တပတ်အရင်တော့ကကျွန်တော်တို့မွတ်စလမန်တွေနဲ့ပတ်သက်ပြီးအစ္စလာမ်နဲ့ပတ်သက်ပြီးလှပတဲ့ပြုမှုဆောင်ရွက်တစ်ခုကိုဟိုးဂါဇာမှာရှိတဲ့ကျွန်တော်တို့ရဲ့မွတ်စလမန်ညီနောင်တွေပြုလုပ်ခဲ့တယ်ဆိုတာကိုတမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ရဲ့ခေတ်တုန်းကတမန်တော်တင်ပေးခဲ့တဲ့ပုံစံနဲ့နှိုင်းယှဉ်ပြပြီးကျွန်တော်ချပြခဲ့ပါအဲ့ဒီရဲ့အချုပ်ကိုအနှစ်ချုပ်ကိုပြောပါဆိုရင်ဘာလဲအစ္စလာမ်ဒီလူကိုလူလိုပဲမြင်ပါတယ်ရန်သူဖြစ်နေလျင်ကစားအစ္စလာမ်ဒီလူကိုလူရဲ့အခွင့်အရေးအပြည့်အဝပေးပါတယ်ကာဖီဖြစ်နေပါစေဘာသာကြားဖြစ်နေပါစေနောက်ဆုံးမိမိရဲ့အသက်ရန်သူဖြစ်နေပါစေလူကလူပဲလူကိုလူလိုပဲဆက်ဆံရမယ်တရိစ္ဆာန်လိုဆက်ဆံလို့မရဘူးအဲ့ဒီကကျွန်တော်တို့ကိုသင်ပေးအစ္စလာမ်ဒီနေ့ကျွန်တော်တို့ဝမ်းနေဖို့ကောင်းတယ်ခြေကွဲဖို့ကောင်းတယ်မွတ်စလင်အချင်းချင်းလောက်ရန်သူခဏထားလိုက်ဘာသာကြားခဏထားလိုက်မိမိမွတ်စလင်ညီနောင်အချင်းချင်းလောက်တယောက်ကိုတယောက်လူလိုမမြင်နိုင်ဘူးလူလိုတန်ဖို့မထားနိုင်ဘူးလူလိုမဆက်ဆံနိုင်ဘူးတရိစ္ဆာန်လိုဆက်ဆံနေတာဘလောက်ခြေကွဲစရာကောင်းတယ်ဘလောက်ဝမ်းနေစရာကောင်းတယ်ကျွန်တော်တို့ရဲ့ဒီလောက်ရက်တွေကိုကြည့်ပြီးကျွန်တော်တို့ရဲ့ဒီပြုစုံမှုဆောင်ရွက်မှုတွေကိုကြည့်ပြီးအခြားသူတွေကအစ္စလာမ်နဲ့ပတ်သက်ပြီးဝေဖန်လေကန်နှခေါင်းရှုပ်ကျွန်တော်ပမာလေးတစ်ခုပြခဲ့တာပါအဲ့ဒီဂါဇာရဲ့အကျဉ်းတောင်တွေက498ရက်မွတ်စလမန်တွေနဲ့လက်ပွန်းတတိနေပြီးတော့ပြန်လဲလွတ်ပေးခြင်းခံလိုက်ရတဲ့အစ္စရေးအကျဉ်းသားတယောက်ကသူတို့အစ္စရေးရဲ့ပိုင်နက်ကိုရောက်ပြီးတဲ့နောက်သူ့ရဲ့ရင်ဘတ်ထဲကနေထွက်လာတဲ့ခံစားချက်သူ့ရဲ့ရင်ဖင့်တဲ့သူ့ရဲ့ဖင့်ဟဝန်ခံချက်ကျွန်တော်498ရက်မွတ်စလမန်ရဲ့ဂျာမှာအကျဉ်းသားဘဝနဲ့နေခဲ့လိုက်ရတဲ့အချိန်မှာကျွန်တော်သဘောပေါက်သွားတာတခုကဘာလဲဆိုတော့မီဒီယာကပြောတဲ့အစ္စလာမ်ကတတ်တကယ်အစ္စလာမ်ကတတ်တခြားစီပဲမီဒီယာမှာပြောနေတဲ့အစ္စလာမ်နဲ့လူတွေဝါဒဖြန့်ထားတဲ့အစ္စလာမ်ကတတ်ကျွန်တော်ကြားဘူးထားတဲ့အစ္စလာမ်ကတမျိုးကျွန်တော်မြဝါထင်တယ်ကိုတွေ့ကြုံခဲ့ရတဲ့အစ္စလာမ်ကတမျိုးဖြစ်နေတယ်ဗျာအဲ့ဒီမှာသူ့ရဲ့ရင်ဖင့်တာသူ့ရဲ့ခံစားချက်ကာဖီကရန်သူကအကျဉ်းတောင်ကနေထွက်လာပြီးတော့သူကနေပြောတဲ့စကားအများကြီးသူပြောပါတယ်အဲ့မှာသူနောက်ဆုံးစကားတစ်ခွန်းလဲသူပြောလိုက်တယ်စကားတစ်ခုလဲသူခံလိုက်တယ်ကျွန်တော်ဒီတွေ့ရှိလာတဲ့မြင်တွေ့လာတဲ့အရာတွေကိုပြည့်ဝတင်ပြဖို့အတွက်ပြည့်ဝချပြဖို့အတွက်ကျွန်တော်မှစကလုံးတွေရှာလို့မရဘူးစကလုံးတွေမရှိဘူးကျွန်တော်မစွမ်းဆောင်နိုင်ဘူးကျွန်တော်မတက်စွမ်းနိုင်ဘူးအဲ့ဒါမှသူပြောခဲ့တဲ့စကားတစ်ခုကဘာလဲ498ရက်ကျွန်တော်ဒီမွတ်စလမန်တွေနဲ့အတူတူနေတဲ့အချိန်တရက်မှကျွန်တော်ဘိုက်မစားခဲ့ရဘူးတရက်မှဘိုက်စားပြီးငတ်ပြီး
ရေငတ်ပြီးဘဝမဖြတ်ကျော်ခဲ့ရဘူးတရက်မှကျွန်တော်ဖြားနာပြီးခေါင်းကိုက်ပြီးမကြော်လွန်ခဲ့ရဘူးတညမှကျွန်တော်မှစိတ်တိုင်းမကြဘဲနဲ့မအိပ်စက်ခဲ့ရဘူးတခုပဲရှိတယ်အကျဉ်းတောင်ထဲမှာရောက်နေတဲ့မိသားစုနဲ့ဝေးနေတဲ့မိသားစုနဲ့ကွာနေတယ်အိမ်မှာနေရတယ်လို့ပဲကျွန်တော်အဆဆရရအဆင်ပြေတယ်ကျွန်တော်တို့အားလုံးတွေ့တာပဲသူတို့ကိုမြင်အောက်လိုင်ပူထဲမှာထည့်ပြီးတော့ဥမင်လိုင်ပူထဲမှာအချုပ်ခန်းထဲမှာထည့်တာအဲ့ဒီမြေပေါ်မှာရှိတဲ့ခလေးတွေလူမမဲခလေးတွေမာဆုဘာအပြစ်မှမရှိတဲ့ခလေးတွေစားစရာမရှိလို့ဘလို့မြေပြင်မှာလူလိမ့်နေလဲကျွန်တော်တို့အမြဲတမ်း social media မှာတွေ့နေရတာပဲအပေါ်ကမိမိသားသမီးတွေစားဖို့အတွက်မရှိတဲ့အချိန်မှာအောက်မှာဖန်ဆီးထားတဲ့ရန်သူအဲ့ဒီရန်သူကိုတရက်မှအငတ်မထားခဲ့ဘူးအဲ့ဒီကအစ္စလာမ်ကပေးတဲ့လူအခွင့်အရေးအစ္စလာမ်ကပေးတဲ့အကျဉ်းသားရဲ့အခွင့်အရေးအဲ့ဒီကအခုမှစခဲ့တာမဟုတ်ယူကျင်အောင်ဆောင်နေတာမတိကျင်အောင်ဆောင်နေတာတမိုင်းကိုမရှာတာမလိလာတာမစူးစမ်းတာအဲ့ဒီရဲ့လောက်ရက်မျိုးကနှစ်ပေါင်း1400အရင်တည်းကတမန်တော်ကမဒီနာမှာစတင်လုပ်ပြခဲ့တာကဘာကအကျဉ်းသားကိုဘယ်လိုဆက်ဆံရမလဲဆိုတာမသိတဲ့အချိန်လူအခွင့်အရေးဘာလဲဆိုတာကဘာကမသိဘူးဒါကဘာလုံးအိပ်ပျော်နေတဲ့အချိန်လူအခွင့်အရေးဆိုတဲ့စကားလုံးတော့မပေါ်ခင်တည်းကတမန်တော်ကလူအခွင့်အရေးကိုအပြည့်အဝပေးခဲ့တာကျွန်တော်အဲ့ဒီအကြောင်းအရာဘက်ကိုပြန်မသွားလို့တော့ဘူးအဲ့ဒီတပတ်အရင်ကပြောပြခဲ့ပြီးွားဘဒရ်မှာပထမဦးဆုံးမွတ်စလမန်တွေစစ်တုံးပန်ရန်သူရဲ့အယောက်80ခေါင်းဆောင်ကိုဖမ်းမိတယ်အကျဉ်းသားဘဝနဲ့ရတဲ့အချိန်တမန်တော်ဘလို့ဆက်ဆံခဲ့လေယနေ့ခေတ်ရှိတဲ့စစ်ပြိုင်ဘတ်တွေဆိုလို့ရှိရင်ဘလို့ဆက်ဆံမလဲနောက်ဆုံးခဏထားလိုက်ကျွန်တော်တို့ဆိုရင်အဲ့နေရာမှာကိုရန်သူကိုလက်အောက်ရောက်လာပြီကိုလက်ခုပ်ထဲကရေဖြစ်လာပြီဆိုရင်ဘလို့လုံးမလဲဒီမှာချိန်ပြလိုက်မှာပေါ့နော်အတုံးတော့အတစ်တစ်လှုပ်လိုက်မှာတမန်တော်ဘလို့ဆက်ဆံခဲ့လဲကျွန်တော်အကျယ်တဝင်းတင်ပြခဲ့ပြီးွားပြီအဲ့ဒီတမန်တော်ရဲ့ဆွန်နတ်တစ်ခုကိုယနေ့နှစ်ပေါင်း1400နေပြီးတဲ့နောက်ကျွန်တော်တို့ရဲ့ညီနောင်တွေကဂါဇာမြေပေါ်မှာလှုပ်ပြပြီးကဘာကိုပြလိုက်တာအစ္စလာမ်ဆိုတာဒါပဲငါတို့ရဲ့တမန်တော်ရဲ့လမ်းတွေဆိုတာဒါပဲရန်သူကိုလက်ထဲမှာရှိတဲ့ချိန်လောက်ရန်သူကိုမဲ့တပေါက်မဆုံးအောင်ကာကွယ်ပေးခဲ့တယ်တမန်တော်ရဲ့ခေတ်ဆွဟာဘာဒီရဲ့ခေတ်တာဘီနီရဲ့ခေတ်နောက်ခေတ်တိုင်းမှာတာရကတွေအများကြီးပဲတခုရှာမယ်ဆို10ခုတွေ့ရန်သူနဲ့ပတ်သက်ပြီးအစ္စလာမ်ကဘလို့ဆက်ဆံလဲအကျဉ်းသားနဲ့ပတ်သက်ပြီးဘလို့အခွင့်အရေးပေးလဲပမာတာရကတခုနှစ်ခုကျွန်တော်ပြောပြတယ်ဘဒရ်ကိုတော့မပြောတော့တမန်တော်ရဲ့ဘဝမှာပဲတမန်တော်ရဲ့စီရတ်မှာပဲတမန်တော်ရဲ့အတုပ္ပတိမှာပဲကျွန်တော်တို့အတွက်မြောက်များစွာလမ်းညွှန်ချက်တွေရှိلقد كان لكم في رسول الله أسوة حسنة ကုရ်အာန်ကကြေညာတဲ့ဒါပဲနေတို့အတွက်အရာရာမှာနေရာတကာမှာဘဝရဲ့အချိုးကွေတိုင်းမှာကောင်းမွန်လာတဲ့စံနမူနာသည်ရဆူလုလာထဲမှာရှိတယ်အလ္လာဟ်ရဲ့ရဆူလ်ထဲမှာရှိတယ်အိမ်တော်ဦးစီးတယောက်အတွက်လည်းအကောင်းဆုံးစံနမူနာတမန်တော်ထဲမှာရှိစီးပွားရေးတမကုန်တဲ့တယောက်အတွက်လည်းအကောင်းဆုံးစံနမူနာတမန်တော်မြတ်ကြီးရဲ့ဘဝထဲမှာရှိတယ်စစ်ဘိုလ်ချုပ်တယောက်အတွက်လည်းအကောင်းဆုံးစံနမူနာတမန်တော်မြတ်ကြီးရဲ့ဘဝထဲမှာရှိတယ်ရောက်ခမတယောက်အတွက်လည်းအကောင်းဆုံးစံနမူနာတမန်တော်မြတ်ကြီးရဲ့ဘဝထဲမှာရှိတယ်ခင်ပွန်းကောင်းတယောက်အတွက်လည်းအကောင်းဆုံးစံနမူနာတမန်တော်ရဲ့ဘဝထဲမှာရှိတယ်ဖခင်ကောင်းတယောက်အတွက်လည်းအကောင်းဆုံးစံနမူနာတမန်တော်ရဲ့ဘဝမှာရှိတယ်လူတိုင်းအတွက်အလုံသမားအတွက်လည်းစံနမူနာရှိတယ်အလုံရှင်အတွက်လည်းစံနမူနာရှိတယ်အုပ်ချုပ်တဲ့သူအတွက်လည်းစံနမူနာရှိတယ်အုပ်ချုပ်ခံလူသားသားအတွက်လည်းစံနမူနာရှိတယ်အားလုံးအတွက်တောက်ဆုံရှုတော့ဆုံဘတ်ဆုံကနေစံနမူနာရှိတယ်လို့ကုရ်အာန်ကပြောတယ်ကျွန်တော်တို့အဲ့ဒီစံနမူနာကိုမယူဘဲနဲ့ယဟူဒီရဲ့လမ်းစဉ်နဆရာနီရဲ့လမ်းစဉ်ကိုအထင်ကြီးနေတယ်ဂဇဝါယဟူနိုင်တော်ကြီးမားတဲ့တိုက်ပွဲတစ်ခုပဲတမန်တော်ရဲ့ဘဝအဲ့ဒီဂဇဝါယဟူနိုင်ပြီးတော့နိုင်သွားတော့စစ်သုံးပန်အနေနဲ့ဘယ်လောက်ရလဲဆိုတော့စစ်သုံးပန်အနေနဲ့ဖမ်းဆီးရမိတဲ့လူ6000တော်များတယ်ဘဒရ်မှာရတာ80ပဲဂဇဝါယဟူနိုင်မှာမြောက်များစွာစိတ်တွေလည်းအများကြီးတောင်းနေချီရ
ကလအုပ်တွေလည်းအများကြီးရွှေတွေငွေတွေအများကြီးအဲ့ဒါတွေအားလုံးကိုခဏထားပြီးလူအကြောင်းပြောမယ်လူအကြောင်းရန်သူဘက်ကနေဖမ်းမိသွားတဲ့အကျဉ်းသားစစ်တုံးပန်လူက6000အဲ့ဒါဂဇဝိုင်ဟူနိုင်ပြီးတော့တမန်တော်ကဂျေရာနာဆိုတဲ့နေရာမှာခဏနာဂဇဝိုင်ဟူနိုင်ကဘယ်သူနဲ့ဖြစ်တာလဲဆိုတော့ဟာဝါဇင်ဆိုတဲ့လူမျိုးတွေနဲ့ဖြစ်တာကဘီလာရဲ့ဟာဝါဇင်လို့ခေါ်တဲ့ဟာဝါဇင်လူမျိုးတွေနဲ့ဖြစ်အဲ့တော့သူတို့စစ်ရှုံးပြီးပြေးတဲ့လူပြေးသွားတယ်တေတဲ့လူတေသွားတယ်မိတဲ့လူမိသွားတယ်တမန်တော်အဲ့ဒီရထားတဲ့စစ်တုံးပန်ပစ္စည်းတွေအားလုံးနဲ့လူတွေကို10 ရက်တိတိတမန်တော်မခွဲဘဲနဲ့စောက်ဘာရွယ်ချက်နဲ့စောက်တာလဲအဲ့ဒီဟာဝါဇင်မျိုးနွယ်စုကလူတွေကြံသွားတဲ့လူတွေထွက်ပြေးသွားတဲ့လူတွေပြန်လာပြီးတော့အစ္စလာမ်လက်ခံပြီးအစ္စလာမ်ကိုတောက်ဝင်ယုံကြည်ပြီးငါရှိမှအတနာခံမဲ့ကျွန်တော်တို့ရဲ့ဥစ္စာပစ္စည်းတွေကျွန်တော်တို့ရဲ့လူတွေပြန်ပေးပါလို့တောင်းရင်တမန်တော်ပြန်ပေးခြင်းလွန်းလို့ချက်ချင်းစစ်ပွဲပြီးတာနဲ့စစ်တုံးပန်တွေကိုမူဂျာဟီဒီနရဲ့ကြားထဲမှာခွဲမပေးဘူးအမှန်တကယ်ဆိုတမန်တော်ပြီးတာနဲ့ခွဲပေးလိုက်ပါလာတဲ့စစ်သားတွေကိုခွဲပေးတယ်အခုမပေးဘူး10 ရက်တိတိဆောက်မလာဘူးအဲ့တော့မလာတော့တမန်တော်ကလာဖို့မရှိတော့ဘူးညှော်လင်းချက်ကင်းမဲ့သွားပြီအဲ့တော့တမန်တော်ဘာလုပ်လဲဆိုတော့အားလုံးခွဲပေးလိုက်အားလုံးခွဲပေးလိုက်ရွှေတွေငွေတွေလည်းခွဲပေးလိုက်တယ်စိတ်တွေကလအုပ်တွေလည်းခွဲပေးလိုက်တယ်လူတွေပါခွဲပေးလိုက်အဲ့တော့ဘာဖြစ်သွားလဲအဲ့လူတွေကကြုံနေကြုံမတွေဖြစ်သွားဒါစစ်ရဲ့ဥပဒေအရမိလာတဲ့စစ်တုံးပန်ကိုခွဲပေးလိုက်ပြီဆိုတော့ဒါဘာဖြစ်သွားပြီလဲကြုံဖြစ်သွားပြီကြုံမတွေဖြစ်သွားပြီအားလုံးကိုပေးလိုက်တယ်တချို့2 ယောက်ရတယ်တချို့3 ယောက်ရတယ်တချို့5 ယောက်ရတယ်သူ့ဟာနဲ့သူ့ဝေစုနဲ့သူ့ဝေစုအားလုံးခွဲပေးလိုက်တယ်တမန်တော်လည်းမိမိရဲ့ဝေစုမိမိယူထားခွဲပြီးွားမှ1 ရက် 2 ရက်လောက်နေပြီးမှအဲ့ဒီဟာဝါဇင်ကတမန်တော်မျောနေတဲ့လူတွေပြန်လာပြီးတော့အတနာခံမလားအစ္စလာမ်လက်ခံမလားငါရှိမှလာပြီးအကူကြီးတောင်းမလားလို့မျောနေတဲ့လူတွေကအားလုံးခွဲပြီးတမန်တော်မဒီနာကိုပြန်တော့မဲ့အချိန်မှာရောက်လာအုပ်စုတို့စုရောက်လာတဲ့ဟာဝါဇင်ကလူရောက်လာပြီးတမန်တော်အရှိမငိုယိုပြီးတော့ပြောတယ်ကျွန်တော်တို့မှားပါတယ်တမန်တော်နဲ့တိုက်ပွဲလုပ်လိုက်တာကျွန်တော်တို့မှားပါတယ်မွတ်စလင်နဲ့တိုက်ပွဲလုပ်တာကျွန်တော်တို့မှားပါတယ်နောင်တရပြီအခုကျွန်တော်တို့အစ္စလာမ်လက်ခံတယ်ကျွန်တော်တို့အစ္စလာမ်လက်ခံပြီကျွန်တော်တို့ရဲ့ဥစ္စာပစ္စည်းတွေပြန်ပေးပါဆိုပြီးမင်းတို့လာတာနောက်ကျသွားပြီတမန်တော်ပြောမင်းတို့လာတာနောက်ကျသွားငါ10 ရက်ကြော်ဆောက်တာမင်းတို့1 ရက် 2 ရက်မို့10 ရက်လောက်စောက်တယ်မင်းတို့ပြန်လာမယ်ဆိုတဲ့အနေထားကိုတွေးနေရလို့ငါစောက်တယ်မင်းတို့မလာဘူးနောက်ကျသွားပြီအခုငါအားလုံးဝေပေးလိုက်ပြီဒီပစ္စည်းတွေပေါ်မှာငါရဲ့ပိုင်ဆိုင်မှုအပြည့်အဝမရှိတော့ဘူးကိုယ်ပိုင်အားလုံးခွဲပေးသွားပြီအဲ့တော့မင်းတို့ကငါတခုတော့လိုက်ရောပေးမယ်ဘလောက်တမန်တော်ဒီရာဟ်မတ်လ်အာလမင်စัจ java ရာပေါင်းရဲ့ဂရုဏာရှင်ဆိုတာပြနေတာအခုမင်းတို့ကတခုလိုက်ရောပေးမယ်မိမိကိုအသက်အန္တရာယ်ပြုတဲ့အစ္စလာမ်သာသနာကိုအမြစ်ကလန်ဖို့လာတဲ့ရန်သူအဲ့ဒီရန်သူကငိုယိုပြီးလာတောင်းပန်တဲ့သူတို့ဆုံးရှုံးသွားတဲ့ပစ္စည်းဥစ္စာတွေနဲ့သူတို့ရဲ့တားသမီးတွေသူတို့ရဲ့ဆွေမျိုးရင်းချာတွေပြန်လိုချင်တယ်ဟိုမှာဘာဖြစ်သွားပြီလဲကြုံဖြစ်သွားပြီကြုံမဖြစ်သွားပြီပြန်လိုချင်တယ်ပြောတော့တမန်တော်တစ်ချက်မှအာဏာမပြခဲ့ဘူးတစ်ချက်မှပါဝါမပြခဲ့ဘူးမဟုတ်ခဲ့ဘူးမဆူခဲ့ဘူးတမန်တော်ဘာပြောလဲမင်းတို့ကတခုတော့လိုက်ရောပေးမယ်မင်းတို့ပစ္စည်းဥစ္စာတွေလိုချင်လားလူတွေလိုချင်လားတစ်ခုပဲရမယ်2 ခုလုံးတော့မရတော့အချိန်ကြော်သွားပြီစောစောစစ်စစ်လိုက်အကုန်ပြန်ပေးလိုက်ဖို့ငါမဝေပဲနဲ့အခုမင်းတို့2 မျိုးတည်းက1 မျိုး၍လူ6000ကိုပြန်ယူမလားဒါမှမဟုတ်လို့ရှိရင်ဥစ္စာပစ္စည်းတွေစိတ်တွေကလအုပ်တွေရွှေငွေတွေယူမလား2 ခုလုံးတော့မရဘူး1 ခုပဲရအဲ့တော့သူတို့ကစဉ်းစားတယ်ပစ္စည်းဆိုတာပြန်ရှာလို့ရပတ်စံဆိုတာပြန်ရှာလို့ရတယ်ဥစ္စာပစ္စည်းကအလောက်အရေးမကြီးဘူးလူကကိုအရေးကြီးကိုညီအရင်ပါသွားတယ်ကိုညမအရင်ပါသွားတယ်ကိုအကိုရင်ပါတယ်ကိုသားပါနေတယ်ကိုသမီးပါနေတာတွေရှိတယ်အဲ့တော့လူတွေကတွေးတယ်ဆိုတော့ကျွန်တော်တို့လူတွေပဲကျွန်တော်တို့ပြန်လို့ခြင်းပါတယ်တမန်တော်လူအလုံးပြန်ပေးပါဆိုတော့တမန်တော်ကဘာပြောလဲဆိုတော့ငါရထားတဲ့ဝေစုဝဥစ္စာအလုံးတော့မင်းတို့ကိုအခုချက်ချင်းပေးငါရထားတဲ့ဝေစုထဲမှာရှိတဲ့လူအလုံးအခုချက်ချင်းကမင်းတို့ပေးတယ်နောက်ကျန်တဲ့လူတွေကတော့ငါရဲ့ပိုင်ဆိုင်မှုအောက်မှာမရှိဘူးကျန်တဲ့လူတွေကိုငါခွဲပေးလိုက်ပြီဆိုတော့သူတို့ကိုခေါ်ပြီးတော့ငါမေတ္တာရက်ခံပေးမယ်သူတို့ကိုခေါ်ပြီးတော့ငါဘက်ကနေတောင်းဆိုပေးမယ်မင်းတို့ရဲ့ကိုယ်စားအကယ်၍သူတို့ပေးတယ်ဆိုရင်မင်းတို့ထက်ရမယ်သူတို့မပေးဘူးဆိုရင်တော့ငါဘက်ကနေရောကြီးအနေနဲ့ဝယ်ပြီးတော့ရအောင်ပေးမယ်မိမိရတဲ့ဥစ္စာကတော့တစ်ခုမှမပေးနဲ့အကုန်ပြန်ပေးမယ်
ရှိတယ်ကိုရိုက်ငါရဲ့ဆွေမျိုးရင်းချတွေသူတို့ရထားတဲ့ဝေစုတွေကလူတွေအားလုံးတော့ငါမင်းတို့ပေးတယ်နောက်ကျန်တဲ့ငါမျိုးနွယ်ဝင်မဟုတ်တဲ့အခြားမွတ်စလမန်တွေသူတို့ရသွားတဲ့သူတို့ရဲ့အကျဉ်းသားတွေနဲ့ပတ်သက်ပြီးတော့ငါမေတ္တာရက်ခံပေးမယ်တောင်းဆိုပေးမယ်သူတို့ဘက်ကပေးလိုက်ရင်တော့အလ်ဟမ်ဒူလ illah ကောင်းတယ်မပေးဘူးဆိုရင်တော့နောက်ဆုံးငါဝယ်ပေးမယ်အဲ့ဒီအစားကိုတမန်တော်မိမိအိတ်ထဲကပတ်စံနဲ့ပေးပြီးမိမိဘက်ကစိုက်ထုတ်ပေးပြီးအဲ့ဒီလူကိုရအောင်သူ့လက်ထဲမှာအပ်ပေးမယ်ခဏဆောက်အားလုံးနဲ့တွေ့ဖို့ခဏဆောက်ဇောဟ်ချင်းဆိုအကုန်နမတ်ဖတ်ဖို့လာရင်အဲ့ချိန်မင်းတို့ပြောနောက်ဆုံးဇောဟ်ချင်းရောက်သွားတဲ့တမန်တော်ဇောဟ်ဖတ်ပြီးတော့ရောက်လာတဲ့လူအရှိအားလုံးမှာတမန်တော်ထကျင်ညာမင်းတို့ရဲ့ညီနောင်တွေရောက်လာပြီတဲ့ဒီမှာဟဝါဇင်းတဲ့လူတွေရောက်လာပြီမင်းတို့ရဲ့ညီနောင်တွေရောက်လာပြီဒီမှာသူတို့နောင်တရသွားပြီသူတို့အရှက်ရသွားပြီသူတို့ကြေကွဲသွားပြီသူတို့အမားဝင်ခံလိုက်ပြီအဲ့တော့သူတို့အစ္စလာမ်လက်ခံတဲ့အခုငါရှိမှာအတနာခံနေတယ်သူတို့ရဲ့ဥစ္စာပစ္စည်းတွေနဲ့သူတို့ရဲ့လူတွေပြန်ပေးပါဆိုတော့ငါပြောလိုက်တယ်တခုပဲရမယ်ဥစ္စာပစ္စည်းယူမလားလူယူမလားသူတို့လူယူမယ်ဆိုတော့ငါကတော့ငါရတာတဲ့ဝေစုတွေကလူအားလုံးသူတို့ပေးလိုက်ပြီမင်းတို့ကိုငါမေတ္တာရက်ခံနဲ့မင်းတို့ရထားတဲ့အကျဉ်းသားတွေကျုံမတွေကိုသူတို့ကိုပြန်ပေးခြင်းရင်ပေးပါမပေးခြင်းဘူးဆိုရင်လည်းအဲ့ဒီလူငါ့ကိုပြောပါငါအဲ့ဒီလူရှိရနေအကျွေးနဲ့ဝယ်မယ်မင်းကကြုံမ2ယောက်ရတာအဲ့ကြုံမ2ယောက်ငါ့ကိုပေးငါယူပြီးသူတို့လက်ထဲမှာထည့်ပေးလိုက်မယ်တူကောင်းပြုတ်ပေးလိုက်မယ်အိမ်ပြန်ခန်းလိုက်မယ်လွတ်ပေးလိုက်မယ်ငါပေါ်မှာအကျွေးမင်းအတွက်ကြုံမ2ယောက်အကျွေးနောက်တစ်ခေါက်တိုက်ပွဲဖြစ်လို့ပြန်ရလာပြီဒါမှမဟုတ်တမျိုးမျိုးပုံစံနဲ့ငါရှိကြုံမတွေရောက်လာပြီဆိုရင်ငါအဲ့ဒီကြုံမ2ယောက်မင်းတို့ပြန်အစားပြန်ပေးမယ်ငါဘက်ကနေဆက်ပေးမယ်ငါရဲ့ပိုင်ဆိုင်မှုကနေငါရဲ့ဝေစုတွေကနေငါဆက်ပေးမယ်တမန်တော်အဲ့လိုချင်ညာလိုက်တော့တမန်တော်ကိုယ်တိုင်တော့ပထမဦးဆုံးမိမိရဲ့ဝေစုကိုအားလုံးပေးလိုက်ပြီဆိုတော့ကျန်တဲ့ဆွာဘာတွေအားလုံးကလည်းတမန်တော်ဘာလို့လဲဒါပဲကျွန်တော်တို့ဗဇက်ကနေတမန်တော်ကိုချစ်တာမဟုတ်ဘူးသူတို့ကလက်တွေ့ချစ်တာတမန်တော်ဒါဆိုတာပဲအားလုံးချစ်ချင်းပြန်သွားတယ်မိမိတို့ရဲ့ရွက်ဖြင့်တဲတွေမှာရှိတဲ့ကျွန်းမတွေခေါ်လာပြီးတမန်တော်အရှိမပြောတဲ့တမန်တော်အာဇတ်လုပ်လိုက်တယ်သူကောင်းပြုတယ်ဆိုရင်ကျွန်တော်တို့လည်းစွန့်လွတ်တယ်တယောက်မှတမန်တော်ကိုမရောက်ဘူးအလကားလွတ်ပြီတယောက်မှတမန်တော်ကျွန်တော်တို့ကိုပြန်ရောစရာမလိုဘူးကျွန်တော်တို့လည်းအလကားပဲလွတ်ပေးမယ်ဆိုပြီးတရက်ထဲမှာတမနက်ထဲမှာနေ့တဝက်ထဲမှာအကျဉ်းသားပေါင်း6000ဒီချက်ချင်းသူကောင်းပြုခံခဲ့ရတယ်အစ္စလာမ်တမိုင်းမှာပဲရှိတယ်နောက်ဘယ်တမိုင်းမှာမှမရှိဘာအဖိုးအခကျင်းတွေတစ်ချက်မှတပြားမှမပေးရပဲနဲ့ရန်သူရဲ့အကျဉ်းသားစစ်သုံးမှ6000ကိုတမန်တော်ကစပြီးတော့သူကောင်းပြုတ်ပေးလိုက်တဲ့အပေါ်မှာနောက်လိုက်တဲ့အားလုံးကလည်းတမန်တော်လို့ရင်ငါတို့လုံပြီးသားပဲဆိုတယောက်မှအခကျင်းတွေမတောင်းဘူးထူဆန်းတယ်အဲ့ဒီမှာဆင်းရဲတဲ့ဆွာဟာဘာတွေလည်းပါအင်မတန်ဆင်းရဲတဲ့ဆွာဟာဘာတွေပါတယ်အမှန်တကယ်ဆိုသူတို့တမန်တော်ရှိမှတောင်းဆိုလို့ရတယ်တမန်တော်ဒီကျွန်တယောက်ကျွန်တော်တို့တိတ်တန်ဖို့ရှိတယ်ကျွန်တော်ဘဝတော့အရန်လိုအပ်တယ်တမန်တော်ပြောလို့ကျွန်တော်လွတ်ပေးလိုက်မယ်ကျွန်တော်ကိုအစားတော့ပြန်ရောပေးဆိုပြီးတောင်းဆိုလို့ရတယ်တမန်တော်ကိုယ်တိုင်ဖင်ပြီးတော့ပြောတာကြိုက်တဲ့လူပြောအစားလိုချင်ရင်ငါမှတ်ထားမယ်နောက်တစ်ခေါက်ရတာနဲ့အရင်ဆုံးသူ့ကိုပေးမယ်ဒါပေမဲ့ထူးဆန်းတာတမိုင်းမှာမိသည့်ဆွာဟာဘီတယောက်ကမှတမန်တော်ရှိကနေအခကျင်းဝင်မတောင်းခဲ့ဘူးရောင်းမယ်လို့မပြောခဲ့ဘူးအားလုံးကဒီတိုင်းပဲအခကျင်းဝင်တပြားမှမယူပဲလွတ်ပေးခဲ့တယ်အဲ့ဒီလူ6000လုံးတမနက်ထဲမှာအားလုံးသူ့ကောင်းဖြစ်ပြီးကိုယ်အိမ်ကိုပြန်ရောက်သွားတယ်အလ္လာဟ်လှပတဲ့သင်္ကန်းစာလှပတဲ့ဂယုဏရှိမှုတွေတမန်တော်ရဲ့ဘဝမှာပြည့်နှက်နေတာပဲကျွန်တော်တို့ရဲ့ဘဝနဲ့နှိုင်းယှဉ်ကြည့်ပါကျွန်တော်တို့ဘဝနဲ့နိုင်ရှင်ကြည့်ပါအဲ့ဒီနမူနာကိုကျွန်တော်တို့ရဲ့ညီနောင်တွေကဂါဇာမှာရှိတဲ့မွတ်စလမန်တွေကရှမ်းသူတွေကိုဆက်ဆံပြလိုက်တော့ရှမ်းသူထဲမှာလူနှလုံးသားမခံနိုင်ဘူးအရေးပျော်သွားမခံနိုင်မဲနဲ့ဟိုဘက်ရောက်တော့ရင်ဖင့်လိုက်တာဟာကျွန်တော်တို့ကြားဘူးထားတဲ့အစ္စလာမ်ကအကြံဖတ်ကျွန်တော်တို့တွေ့လိုက်ကြတဲ့အစ္စလာမ်ကအင်မတန်နူးညံ့အင်မတန်တိမ်မွေ့ပြီးတော့အင်မတန်မှမြတ်တာတဲ့လူအခွင့်အရေးအပြည့်အဝပေးတဲ့အစ္စလာမ်ပါလားတမန်တော်ရဲ့ဘဝကနေကျွန်တော်ပမာဏခုပြပြီးပါတာကဘဒရမှာရှိတဲ့အကျဉ်းသားတွေကိုတမန်တော်ဘလို့ဆက်ဆံလဲခိုးနိုင်မှာမိခဲ့တဲ့အကျဉ်းသားတွေကိုတမန်တော်ဘလို့ဆက်ဆံနောက်ပမာတစ်ခုတိတ်ရှိဝေးမဟုတ်အဲ့ဒီဂါဇာပြည်နယ်အဲ့ဒီဘိုင်ဒူလ်မုကဒ္ဒတ်ရှိတဲ့အလ်မစဂျစ်အလ်အက္ဆာရှိတဲ့နေရာပါလက်စတိုင်းမှာနှစ်ပေါင်းဒီခရစ်တဂရနဲ့တော့မယ်ဆိုရင်1189ခုနှစ်မှာဖြစ်ခဲ့တဲ့အဖြစ်ပြက်တစ်ခုနဲ့လေတာရကပေးခြင်းပါတယ်ကျွန်တော်ကြော်လိုက်တာတမန်တော်ရဲ့ဘဝကနေအများကြီးကြော်ပြီးတော့
ခရစ်တက္ကရာ1100နဲ့89ခုခေါ်ခဲ့အဲ့ဒီဘိုက်တုလ်မုကဒ္ဒတ်ကိုနဆရာနီတွေဆွလီဘီတွေခရိယန်တွေရဲ့တိမ်ပိုက်မှုတွေကနေပြန်လဲရယူတိမ်ပိုက်ခေးတဲ့ဘယင်ကြီးအစ္စလာမ်တမိုင်းမှာရှမ်းတော့ကြော်ကြားတဲ့ဘယင်ကြီးဆလာဟူဒင်အယူဘီအဲ့ဒီဆလာဟူဒင်အယူဘီကအခုနပြောတဲ့1189ခုနှစ်ဘိုက်တုလ်မုကဒ္ဒတ်အလ်မစဂျစ်အလ်အက္ဆာပလီဝကျောင်းတော်ကိုနဆရာနီတွေခရိယန်တွေရဲ့မတရားတိမ်ပိုက်ထားမှုလက်ကနေရှားယူတိမ်ပိုက်လိုက်တဲ့အချိန်သူစစ်နိုင်သွားတဲ့အချိန်ဆွလီဘီတိုက်ပွဲရှစ်ခေါက်ဖြစ်ခဲ့ဆွလီဘီတိုက်ပွဲဆိုတာကျွန်တော်တို့မြန်မာလိုပြောတာခရုစိတ်စစ်ပွဲခရိယန်တွေကဘာသာရေးစစ်ပွဲဆိုပြီးခေါင်းစဉ်တက်ပြီးတော့အစ္စလာမ်ကိုတနိုင်ငံလုံးတကဘာလုံးမှာရှိတဲ့ခရိယန်တွေမဟာမိတ်ပေါင်းပြီးတော့အစ္စလာမ်ကိုတိုက်တာအဲ့ဒါကိုဆွလီဘီလို့ခေါ်ခရုစိတ်အဲ့ဒီခရုစိတ်ရှစ်ခုထဲမှာတစ်ခုကဒီဆလာဟူဒင်အယူဘီကတိုက်ပြီးတော့ဘိုက်တုလ်မုကဒ္ဒတ်ကိုပြန်လဲတိမ်ပိုက်အောင်နိုင်သွားတဲ့ချိန်ဆွလီဘီစစ်သားတွေစစ်တုပ်ပံဖြစ်ဖမ်းပြီးဆွလီဘီခရိယန်အစွန်းရောက်စစ်သားထောင်နဲ့ချီပြီးဖမ်းပြီးအစ္စလာမ်ကအကျဉ်းသားနဲ့ပတ်သက်ပြီးရန်သူနဲ့ပတ်သက်ပြီးဘလို့ဆက်ဆံလဲဆိုတာပြတယ်ထောင်နဲ့ချီပြီးအဲ့ဒီဆွလီဘီစစ်သားတွေဖမ်းပြီးတော့သူတို့အားလုံးကိုအကျဉ်းတော်မှာထားတဲ့ချိန်သူတို့ရဲ့အမျိုးသမီးတွေအဲ့ဒီစစ်သားတွေရဲ့စစ်သုံးပန်းအနေနဲ့ဖမ်းမိသွားတဲ့ဆွလီဘီစစ်သားတွေရဲ့အမျိုးသမီးတွေကငိုပြီးတော့ဆလာဟူဒင်အယူဘီရှိမှလာပြီးတော့အတနာခံဘာအတနာခံလဲဆိုတော့ကျမတို့ခင်မုန်းနေနဲ့ကျမတို့တစ်ခေါက်လောက်ပြန်တွေ့ခွင့်ပေးပါကျမတို့ခင်မုန်းနေနဲ့ကျမတို့တွေ့ခြင်းနဲ့ကျမတို့ကိုတွေ့ခွင့်ပေးပါအဲ့ဒီဘိုက်တုလ်မုကဒ္ဒတ်ကိုဆလာဟူဒင်အယူဘီအခုပြန်မသိမ့်ပိုက်ခင်မွတ်ဆလမန်ရဲ့လက်တွေကနေဒီနဆရာနီဆွလီဘီတွေပထမတစ်ခေါက်သိမ့်ပိုက်တုန်းကရက်ဆက်ကိုမွတ်ဆလမန်တွေကိုအနိုင်ကျင့်ခဲ့တာရက်ဆက်ကိုတပ်ပစ်ခဲ့တာခလေးသေးတလေးအစမချန်ခဲ့ဘူးအခုတိလ်ကလ်အယာမူနူဒါဝီလ်ဟွာဘိုင်နန်နာခစ်ကြီးကအမြဲတမ်းတပုံစံနဲ့မဟုတ်ဘူးစင်ပေါ်မှာရှိတဲ့လူကတစ်တလုံးစင်ပေါ်မှာရှိမယ်လို့မထင်နဲ့တခါလဲအောက်ရောက်မယ်အောက်မှာရှိတဲ့လူကတခါလဲအပေါ်ရောက်မယ်တိလ်ကလ်အယာမူနူဒါဝီလ်ဟွာဘိုင်နန်နာအလ္လာဟ်ကုရ်အာန်မှာကြေညာပြီးသားအမြဲတမ်းအပေါ်ကလူကတစ်တလုံးကအပေါ်မှာပဲနေရမယ်မထင်နဲ့အောက်ကလူကလည်းအမြဲတမ်းအောက်မှာပဲရှိမယ်မထင်နဲ့အပြောင်းလဲတွေအမြဲတမ်းဖြစ်နေမယ်တခါတလေတချို့ကအပေါ်မှာတချို့ကအောက်မှာတခါတလေတချို့ကအပေါ်ပြန်ရောက်လာမယ်တချို့ကအောက်ရောက်သွားသူတို့အလဲတုန်းကဒီဘိုက်တုလ်မုကဒ္ဒတ်ကိုတိမ်ပိုက်တဲ့အချိန်လူမဆန်ဘူးတရိษံဆန်သွားနဲ့ရက်ဆက်တက်ခဲ့တာမြောက်များသောတမိုင်းစာအုပ်တွေမှာအထောက်အထားရှိတယ်အခုပြန်တလက်မွတ်ဆလမန်တွေပြန်တိမ်ပိုက်တဲ့အချိန်ကလဇာကောင်းခြေလို့ရတာပေါ့ကောင်းကလဇာခြေလို့ရတာပေါ့သူတို့စိုးကြတာနှစ်ဆပို့စိုးလို့ရတယ်ဒါပေမဲ့ဆလာဟူဒင်အယူဘီဆိုတာအစ္စလာမ်ရဲ့အမိတ်တိုင်းအုပ်ချုပ်တာအစ္စလာမ်ရဲ့အမိတ်တိုင်းစစ်တိုက်တာအစ္စလာမ်ရဲ့အမိတ်တိုင်းရှောက်လန်းတာမိမိရဲ့စံနာကိုထိတ်တန်းတင်တာမဟုတ်ဘူးတော့သူတယောက်ကမှလက်မတင်ခင်အမျိုးသမီးတွေလာတောင်းဆိုတယ်ကျမတို့ခင်မိုးတွေနဲ့တွေ့ဆုံနေတယ်ဆိုတော့သူဘာပြောလဲသိလားငါတို့အစ္စလာမ်မှာအမျိုးသမီးနဲ့ပတ်သက်ပြီးဇူလုံလုပ်ခွင့်မပေးထားဘူးအမျိုးသမီးကိုအနိုင်ကျင့်ခွင့်မပေးထားဘူးအဲ့ဒီအမျိုးသမီးကအစ္စလာမ်ဘာသာဝင်မဟုတ်ပါသေးနဲ့ဘာသာကြားဖြစ်နေပါသေးရန်သူဖြစ်နေပါသေးအနိုင်ကျင့်ခွင့်မပေးထားဘူးဇူလုံလုပ်ခွင့်မပေးထားဘူးအဲ့တော့မင်းတို့ရဲ့တောင်းဆိုမှုငါလိုက်ရောတယ်ငါတွေ့ဆုံခွင့်ပေးတယ်အားလုံးအဲ့ဒီဇနီးတွေကိုဖမ်းမိထားတဲ့ထောင်ပေါင်းများစွာသောစစ်တုပ်ပံဆွလီဘီခရိယန်အစွန်းရောက်စစ်သားတွေနဲ့တွေ့ခွင့်ပေးတွေ့ပြီးတော့အဲ့ဒီစစ်သားတွေကအရန်ကြောက်သူတို့အလဲတော်ကသူတို့မွတ်ဆလမန်တွေကိုရက်ဆက်ဘလို့တပ်ဖြတ်တာခလေးမှမချန်တတ်တာအဲ့ဒီအလ်မစဂျစ်အက္ဆာတခုလုံးတွေးနေနဲ့ပြည့်ခဲ့တယ်ဆိုတဲ့တပိုင်းကြီးရှိခဲ့တယ်အခုသူတို့အလဲရောက်တော့သူတို့တေအောင်ကြောက်နေအဲ့တော့ငါတို့ကိုကယ်ပါသူတို့မိန်းမတွေကိုယောက်ျားတဲ့အတွက်ငါတို့ကိုကယ်ထုတ်ဖို့တော့တို့ကြိုးစားဘယ်လိုမဆိုနောက်ဆုံးမရလဲစစ်ရော်ကြီးပေးပြီးပတ်စံဘလောက်လိုချင်လဲပေးပြီးရော်ကြီးပေးပြီးငါတို့ကိုကယ်ထုတ်ပါအဲနောက်ဆုံးဒီအမျိုးသမီးတွေကတောင်းဆိုတယ်ဆလာဟူဒင်အယူဘီရှိမှတောင်းဆိုတယ်ကျမတို့ရဲ့ခင်မွန်းတွေကိုကျမတို့ဖီဒီယာပေးပြီးတော့စစ်ရော်ကြီးပေးပြီးတော့ကယ်ထုတ်ခြင်းနဲ့ပေးမလားဆိုတော့ဆလာဟူဒင်အယူဘီကအမှန်တကယ်ကလဇာချေဖို့အတွက်ကြီးမားလာတဲ့အခွင့်အရေးနော်ဒီကအခွင့်အရေးရတာကလဇာချေဖို့အတွက်ဒါပေမဲ့အစ္စလာမ်ကဇူလုံကိုခွင့်မပြုဘူးမတရားညှဉ်းပန်းနှိပ်စက်တာကိုခွင့်မပြုဘူး
ငါလွတ်ပေးစစ်သုံးမှန်နဲ့ပတ်သက်ပြီးတော့လွတ်ပေးခွင့်ရှိတဲ့စစ်ရော်ကြီးယူပြီးတမန်တော်ဘဒရမှာလည်းစစ်ရော်ကြီးယူပြီးလွတ်ပေးခဲ့တာကိုအဲ့တော့ငါစစ်ရော်ကြီးယူမယ်ဘလောက်ဆိုတတ်မှတ်လိုက်တယ်တခါတည်းပူးတွဲပါကျင်တဲ့ထုတ်လဲဆိုတော့သူ့ရဲ့တတ်မှတ်လိုက်တဲ့စစ်ရော်ကြီးကိုမပေးနိုင်တဲ့မိသည့်အမျိုးသမီးမဆိုငါကိုလာပြောပါအဲ့ဒီသူ့ရဲ့ခင်ဘုန်းကိုငါဘက်ကနေပတ်စံစိုက်ပြီးရော်ပြီးတော့လွတ်ပေးမယ်တပုံကြီးနေကာတွန်းနေမဟုတ်တမိုင်းအထောက်အထားတကယ်ရှိခဲ့တာပြန်ပြောမယ်အမျိုးသမီးတွေငိုပြီးတောင်းဆိုလုံးလို့သူတို့ယောက်ျားတွေစစ်သုံးမှန်ဘဝနဲ့ဖမ်းခံလိုက်ရတယ်တပ်ဖြတ်ခံလိုက်ရရင်သူတို့နေရင်တိုင်ရင်မုံဆိုးမတွေဖြစ်သွားမယ်သူတို့ကလေးတွေနေရင်တိုင်ရင်နဲ့ဖာတဆိုးတွေဖြစ်သွားမယ်အဲ့တော့ကျမတို့ရဲ့ယောက်ျားတွေကျမတို့ခင်မွန်းတွေကိုပြန်လွတ်ပေးပါလို့တောင်းဆိုလို့ဆလာဟူဒင်အယူဘီကတတ်မှတ်လိုက်တဲ့ကြီးတစ်ခုတတ်မှတ်လိုက်တဲ့ဈေးတစ်ခုတတ်မှတ်လိုက်တဲ့ဒီလောက်ပေးနိုင်ရင်ငါလွတ်ပေးမယ်အဲ့ချိန်မှာနောက်တချို့အမျိုးသမီးတွေကထပ်ငိုနေတယ်ဘာဖြစ်လို့ငိုလဲဆိုတော့အဲ့လောက်ပတ်စံသူတို့မှမရှိဘူးသူ့ရဲ့ယောက်ျားကိုရွေးထုတ်ဖို့အတွက်စစ်ရော်ကြီးပေးဖို့အတွက်ပတ်စံမရှိဘူးအဲ့ဒါထပ်ပါပြောလဲပူးတွဲကျင်တဲ့ထုတ်ပေးလိုက်တဲ့ဘယ်အမျိုးသမီးတွေဒီမိမိရဲ့ခင်ပွန်းကိုမိမိရဲ့လင်ယောက်ျားကိုစစ်ရော်ကြီးပေးပြီးရွေးဖို့အတွက်မတတ်နိုင်ဘူးလေငါ့ကိုလာစင်ရင်ပဲအဲ့ဒီလူအလုံးကိုငါဘက်ကနေငါဒီတိုင်းလွတ်ပေးမယ်တမန်တော်ပြခဲ့တဲ့အခလာတမန်တော်နှစ်ပေါင်း1400အရင်ကဟဝါဇင်းရဲ့လူမျိုးတွေကိုဂဇဝါဟိုနိုင်ပြီးတော့6000ကိုတရားမှမယူပဲအလကလွတ်ပေးခဲ့တယ်ဆိုတော့တမန်တော်ရဲ့ဆွနတ်ကိုနှစ်ပေါင်း1000ကျော်မှာဆလာဟူဒင်အယူဘီကဒီလာပြီးပါလက်စတိုင်းရဲ့မြေပေါ်မှာပဲအလ်မစဂျစ်အလ်အက္ဆာရဲ့အရှိမပဲဆွာလင်တရိစံထဆိုးတဲ့လူမျိုးတွေကိုကီမာကြိတ်လို့ရပါလျက်နဲ့အတုံးအတစ်လုံးလို့ရပါလျက်နဲ့ကောင်းကောင်းကြီးဂလစားခြေလို့ရပါလျက်နဲ့ဂလစားမခြေပဲမိမိအိတ်ထဲကပတ်စံနဲ့တပြားမှသူတို့ရှိရအခါကျင်းငွေမယူပဲထောင်ပေါင်းများစွာသောဆွလီဘီအစွန်းရောက်ခရိယန်စစ်သားတွေကိုလွတ်ပေးခဲ့တယ်အဲ့ဒီခေတ်မှာရှိတဲ့ဥရောပတိုက်ရဲ့တမိုင်းပညာရှင်တွေစာရေးဆရာတွေအင်္ဂလိပ်လူမျိုးတွေခရိယန်တွေကိုယ်တိုင်ဝန်ခံပြီးရေးရတဲ့တမိုင်းအထောက်အထားများများစွာရှိတဲ့ဆလာဟူဒင်အယူဘီဆိုတဲ့မွတ်စလမန်ရဲ့စစ်ဗိုလ်ချုပ်တီဒီလောက်ကျင်နာမှုကိုပြခဲ့တယ်အဲ့လိုကျင်နာမှုမျိုးကျွန်တော်တို့ခေတ်မှာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ယနေ့ခေတ်ဒုနီယာရဲ့တမိုင်းမှာရှာလို့မရပါဘူးတမန်တော်ပြခဲ့တဲ့ဆွနတ်ကိုတမန်တော်ရဲ့နောက်လိုက်ကဖဝါချစ်တော်မကလှုပ်ပြခဲ့တယ်ဖဝါချစ်တော်မကလှုပ်ပြခဲ့တယ်အဲ့ဒီအောင်ကိုပဲအခုနှစ်ပေါင်း1400ကျော်ပြီးဂါဇာမှာရှိတဲ့ကျွန်တော်တို့မွတ်စလမန်ညီနောင်တွေသူတို့တတ်နိုင်တော့သူတို့လှုပ်ပြတဲ့ရန်သူတွေမခံနိုင်ဘူးနှလုံးသားအရေးပျော်သွားတဲ့ဝန်ခံထွက်ဆိုရတယ်အဲ့တော့ကျွန်တော်နောက်ဆုံးပေးခြင်းတဲ့ message ကအစ္စလာမ်ကတင်ပေးတာရန်သူကိုလောလူကိုလူလို့မြဲပါဆိုရင်ကျွန်တော်မွတ်စလင်အချင်းချင်းကျွန်တော်ညီကိုအချင်းချင်းကျွန်တော်အိမ်နီးနားချင်းအချင်းချင်းကျွန်တော်ဆိုင်ရအလုသမားကျွန်တော်ရဲ့အိမ်ရအိမ်ပေါ်ကျွန်တော်လူလိုမြင်လားလူလိုဆက်ဆံလားတရိษံလိုမြင်နေလားတရိษံလိုဆက်ဆံနေလားအားလုံးပြန်စဉ်းစားကြည့်ကျွန်တော်ညီရကျွန်တော်ရန်သူလားကျွန်တော်နဲ့ဘာသာခြားလားကျွန်တော်အကိုကျွန်တော်ရောက်ဖကျွန်တော်ရောက်ခရီးကျွန်တော်အိမ်ရအလုသမားအိမ်ပေါ်ကျွန်တော်ဆိုင်ရဝန်ထမ်းဒါကကျွန်တော်ရန်သူတွေလားကျွန်တော်ရန်သူမဟုတ်ပါကျွန်တော်ရဲ့ဘာသာခြားတွေလားဘာသာကြားတွေလည်းမဟုတ်ပါဘူးအများစုကကိုယ်ဘာသာဝင်နေပဲကျွန်တော်တို့ဘာဖြစ်လို့လူကိုလူလိုမမြင်နိုင်တာလဲဘာဖြစ်လို့လူကိုလူအခွင့်အရေးအပြည့်အဝမပေးနိုင်တာလဲဘာဖြစ်လို့စိုက်မှရှိတဲ့ဝန်ထမ်းကိုလူလိုမဆက်ဆံတာလဲဘာပတ်စံချမ်းသာဝါရဲ့အောက်ကလူကိုတရိษံလိုဆက်ဆံလို့ရပါ යි ကျွန်တော်အရင်လည်းပြောပြီးတယ်အခုလည်းပြန်ပြောမယ်တော်တော်များများကျွန်တော်အလုပ်ရှင်အလုပ်သမားတွေကိုရက်ရက်ဆက်ဆက်ဆဲတာမုံမောဆဲတာအမေနာမည်ကင်တုတ်အဖေကင်တုတ်အမကင်တုတ်ဘိုင်မှတ်တာဘိုင်ပေးထားတဲ့လကထဲမှာလုံအားကပဲပါတယ်အစဲခံဖို့တော့မပါဘူးဟာကျွန်တော်ကတော့အရင်ဆက်တက်တာဆရာကျွန်တော်ဘက်ကမရဘူးကျွန်တော်တွေးဆိုးတယ်ကျွန်တော်ဘင်္ဂါလီကျွန်တော်တွေးဆိုးတယ်ကျွန်တော်ရခိုင်ကျွန်တော်တွေးဆိုးတယ်ကျွန်တော်ဆိုရတီကျွန်တော်တွေးဆိုးတယ်ကျွန်တော်ကျွလီယာကျွန်တော်ဟင်ဒူစတာနီနတ်တာပူရီကြိုက်တာကောင်းတဲ့တွေးဆိုးတတ်တယ်ဗဇက်ဆိုးတယ်အာကျန်းရှာကျန်းဘိုင်တည်ရဆိုရင်အလုသမားကိုအလုခန့်နေရပြောမင်းရဲ့အလုသမားက9သိန်းငါအစဲခံဖို့တက3သိန်း6သိန်းယူအင်ရှာလာအဲ့ဒါမလည်းပြင်လွတ်နိုင်အကယ်၍အလုံးမဟုတ်ပဲနဲ့9သိန်းပေးပြီးတော့ဆဲထားတာက6သိန်းဖို့လောက်ရှိတယ်။ခိုင်းတဲ့အလုပ်က10သိန်းဖို့လောက်ရှိတယ်။ခေါင်းပုံဖြတ်ပြီးမတရားနှိပ်စက်ထားတယ်ဆိုရင်ဒုနီယာမှာတော့လွတ်ကောင်းလွတ်သွားမယ်။အင်ရှာအလ္လာဟ်တာလာမနက်ဖြန်အလ္လာဟ်ရဲ့အရှိန်မှလွတ်ဖို့မရှိဘူး။အဲ့တော့ကျွန်တော်တို့
ဒီနေ့ပေးလိုက်တဲ့သင်္ကန်းစာယူပြီးသွားမဲ့သင်္ကန်းစာကဘာလဲကျွန်တော်ပါဝင်းကျင်မှာရှိတဲ့လူတွေကျွန်တော်အိမ်ထဲမှာရှိတဲ့လူတွေကျွန်တော်ဆိုင်မှာရှိတဲ့လူတွေကျွန်တော်လက်အောက်မှာရှိတဲ့လူတွေဒီကျွန်တော်ရန်သူတွေမဟုတ်ပါအဲ့တော့ကျွန်တော်တို့နဲ့ပတ်သက်ပြီးလူကိုလူလိုမြင်ပါလူအခွင့်အရေးကိုအပြည့်အဝပေးပါအစ္စလာမ်ကတင်ပေးတာဒါဖြစ်ပါတယ်ကျွန်တော်ကြောင့်အစ္စလာမ်ရဲ့အလ္လာဟ်မပြတ်ရပါစေနဲ့ကျွန်တော်ကြောင့်အစ္စလာမ်ရဲ့အလ္လာဟ်တက်ရပါစေအလ္လာဟ်ရှင်ကျွန်တော်တို့အားလုံးကိုပိတာတဲ့ပြေဝတဲ့မွတ်စလင်အဖြစ်ဘဝမွေးမြူနိုင်စွာများချီးမြှင့်တော်မူပါစေအာမင်ဝါအာခီရူဒါဝါနာအလ်ဟမ်ဒူလ illah ရောဘ်အာလမင်